ကြလူအမည်ကသိတ္တထကလေးတို့၏မှတ်သားကြဘုရားရှင်ဘွဲကဂေါတမမိဘအမည်ကသုရောဒနာမာယာရီဝီမိညာလောင်းလာကလေးတို့ရဲ့အသက်မှာဆွဲမှတ်ကြကလေးကြလူအမည်ကသိတ္တထကလေးတို့၏မှတ်သားကြဘုရားရှင်ဘွဲကဂေါတမမိဘအမည်ကသုရောဒနာမာယာရီဝီမိညာလောင်းလာကလေးတို့ရဲ့အသက်မှာဆွဲမှတ်ကြဖရကေသနာအလုံးသီးတဲ့ရတော်ရယာသာရောကရာဟုလာကျောက်ပရောကိုအသိမှဆွဲမှသူနာမည်ကဒီဝဒမိတွေတော်ကဂေါသမီပြန်ပြောနိုင်ရမည်နေပြည်တော်ကကပိလိုဖွာရကြီးတကလုံမနီလွန်စရာအင်းကြီးမြတ်ဦးရင်ကလေးတို့ဘုဒ္ဓဝေမှတ်ပွင့်မြေထားဝေသူနာသူတရားနဲ့လေးပါးနမိတ်ကြီးသူသိလို့မြင်69မဟာတက္ကရီဝါဇောလာရဲ့တရင်နာနေပြီတော့ထွက်တဲ့ရှင်မဟာတက္ကိတရားသုံးကဆုံလာပြေဘုဒ္ဓဘုနေတွေဘုရားကြည်ခဲ့တဲ့ဂေါတမရှင်မဟာတက္ကိတရား48တွင်အင်္ဂါနေ့ကဆုံလာပြေရှင်တော်မြတ်ဘုရားကပြိဋိဘံစံဝင်ကလေးတို့ရဲ့ဘုဒ္ဓဝေဒီမှာကြောင်းရဲ့ထောက်တဲ့တဲ့နှလုံးထဲမှာမြဲယူကြပါဓမ္မရဏံကိသာမိဓမ္မရဏံကိသာမိသံဃာရဏံကိသာမိသူဒီဟန်နဲ့လေးပါးနမိတ်ကြီးသူသိလို့မြင်69မဟာတက္ကရီဝါဇောလာရဲ့တနင်္လာနေ့တွင်တော်ထွက်တဲ့အရှင်မဟာတက္ကိတရားသုံးကဆုံလာရဲ့ဘုဒ္ဓဘုနေတွင်ဘုရားကြည်ခဲ့တဲ့ဂေါတမရှင်မဟာတက္ကိတရား48တွင်အင်္ဂါနေ့ကဆုံလာပြီတွင်ရှင်တော်မြတ်ဘုရားပြိဋိဘံသံဝင်ကလေးတို့ရဲ့ဘုဒ္ဓဝေဒီမှာကြောင်းရဲ့ထောက်တဲ့တဲ့လုံးထဲမှာမြဲယူကြပါဓမ္မရဏံကိသာမိဓမ္မရဏံကိသာမိသံဃာရဏံကိသာမိ